လန်းဘူးထင်နဲ့အရာခတ်အစွန်ခတ်ပညာရေးတချို့ကမလို့ချင်ပါတော့လဲမွေးရပါရရှိခဲ့သည်လည်းရှိတယ်။ကောင်းတဲ့ပညာရေးဖြစ်ပါကပါရမီရှင်လေးကိုချီးကျူးကြကမလို့ချင်ပါတော့လဲမောင်ပညာရရှိခဲ့ပါကမကောင်းဆိုးပါလေမွေးရကချက်တည်မရှိဘူးဆိုကြလေလေ။ဒီလူကပါရမီရှင်လေးကိုမဆိုးကြဘူး။ထိုဒီကလူများစုအယူသားဖြစ်လေလေ။လဲလက်စီကစိမ့်ဆိုတဲ့တောင်တန်းများပြီးမှရှိတဲ့လဲလန်းဒီပေါ်မှာရွေးရှားသွားလာနေပြီလေ။အဲဒီလဲလေးနဲ့စီမှာဇီယာမောင်းသောလဲလေးနဲ့ဖိုးထွေးမောင်းသောလဲလေးလိုဖြစ်တယ်။ဇီယာရဲ့လဲလေးပေါ်မှာမောင်ဘိုးထင်ပေတူးနဲ့အဖွားနွေဦးတို့လိုက်ပါလာကြတယ်။ပေတူးကအဖွားနွေဦးကိုကြည့်ကအဖွားဘာလို့ပြည်သားတွေနှုတ်ချင်တာလဲဗျာကျုပ်ကိုပေးလို့မရဘူးလားငါမေးကဘာလို့လိုချင်တာလဲကွယ်ထူးဆန်းတဲ့ပြည်သားတွေတတ်ထိုင်ကောင်းတယ်မို့လားဗျာအဖွားတို့ပြည်သားတွေမွေးရဲပါလာတာကျုပ်ကြောက်လာတော့အောင်တန်းပြည်သားတို့စုံပြည်သားတို့တင်တော့မယ်ဆိုထမိန်တိုင်ခိုင်းတာတွေခြေစည်းတိုက်လောက်ကြတယ်ဆိုပေတူးရဲ့မေးကိုအဖွားနွေဦးမဖြေခဲ့ပါမဟုတ်ထင်မှဂျားဝင်ဖြေလိုက်လေအဲ့ဒါတော့မဟုတ်ပါဘူးကွာငါဘာဆိုအောင်လန်းဆရာသားဖြစ်တာတန့်တယ်ကွာမင်းပြောတာဘယ်လိုလူတွေကလုံးမလဲဆိုငါလည်းမပြောတော့ဘူးမဘိုးရဲ့စကားကိုအဖွားနွေဦးကကောင်းချိန်ထောက်ခံလိုက်ပြီးဇေယျလေးပြောတာမှန်တယ်အောင်လန်းဆိုတာကောင်းတဲ့ပညာရေးတွေမို့အောင်လန်းလို့ခေါ်တာလူညစ်ပတ်နေတော့မဆိုင်ဘူးပညာသည်ညစ်ပတ်တဲ့ຢာတွေစားတော့ခိုင်းနေဆိုတာဆရာရုပ်တွေလောက်ရကွယ်ကျုပ်လည်းထင်ပါတယ်ဟေးငါမေးပါသိချင်သေးတော့စုံးတွေကလေးပေါ်ပြန်လာကြလားကွာမပြန်နိုင်ပါဘူးကွယ်ချားသူတော့အတက်မပြောနိုင်ပါတချို့ကြတော့ပြန်နိုင်တယ်ဖွာရဲ့လူတွေဘိုင်းဆိုင်ပြောတော့မိကထမင်းတွေထည့်ပေးလိုက်တယ်အဖွားနွေကနေငယ်သာပြောရွှင်နိုင်ပြီးစိတ်ပူပန်မှုတို့ကတော့နေငယ်ရှိနေသေးတယ်အမေတော်ဖျားသနည်းဆိုတော့သူမအိမ်ပင်နာများကိုစုံမီကိုမလိုလားကြတဲ့အမောင်ပင်နာတွေများရှိနိုင်တယ်အဲ့ဒီရေကိုမောင်ဘိုးထင်နေစရာတို့ကလည်းသိတယ်ကျန်တဲ့သူများဒီကတာမန်လိုကဲ့သို့သာတွေးထားကြတယ်လေကြာခဲ့လာတဲ့ပညာရေးကိုစုံလို့ရမည်မှာအဖေကြောင့်လွယ်ကူနိုင်ပါမည်နီကရောရမနေပြီးဘေဘီယာကိုသွားမိခီးကအတော်လေးလှမ်းသောခီးဖြစ်ပေတယ်မောင်ဘိုးတွေတော့လည်းလဲတစ်ထောင်နားသောအခါအကောင်မလောင်များပြစ်ခတ်ခြင်းကြတယ်ဟင်းချက်စားခြင်းကြတယ်ဒါပေမဲ့ဖွားတို့ဦးနေစရာတို့ကတားထားပြီးသူတို့မလုံးကြခြင်းဖြစ်ပေတယ်ကျတဲ့နေလေစားသမင်းစားချိန်မှာမောင်ဘိုးတွေတော့ဖြာများကိုလဲပေါ်မှာယူလိုက်ပြီးတော့သေပေတပေရဲ့ရိတ်အောက်မှာခင်းလိုက်ကြတယ်အဲနောက်တောင်းငပြောပန်းနဲ့ထည့်ပေးလိုက်တဲ့ထမင်းနဲ့အုံများနဲ့ထည့်ပေးလိုက်တဲ့ဟင်းများကိုခင်းထားတဲ့ဖြာလင်းမှာတည်လိုက်ကြအဖွားတို့ဦးနေစရာဟာပွင့်လင်းတဲ့မောင်ဘိုးတွေတို့တော်လေးခင်းမမင်းရှိပြီတယ်ဒါတော့အမြဲတပြုံပြုံနဲ့ဖြစ်မောင်ဘိုးတွေတော့ထမင်းချက်စားဖို့လည်းအကုန်ပြင်ဆင်ပြီးတဲ့အခါမှာတော့အားလုံးဝိုင်းဖွဲ့ကထမင်းစားကြတော့တဲ့အချိန်ဘိုးတွေမှာမီးရေးချက်ထည့်ပေးလိုက်တဲ့ဟင်းများကိုကြည့်လိုက်ပြီးပေတူးကိုပေတူးဟင်းတွေကကောင်းနေဒါပေမဲ့တခုလိုနေလို့မထင်ဘူးလားဘာလို့လဲဗျာမင်းရလေတေချာကြည့်လေကွာကျိုးကတော့မမီးထည့်ပေးလိုက်တာအကုန်လုံးပြည့်စုံလို့ထင်တာပဲတို့တော့ကတော့ဟုတ်တာဗောကွာဒါပေမဲ့လူကြီးဖြစ်တဲ့ဖွားပါလာလေကွာအဖွားအတိုးမြုပ်ကြီးစားကြချာမှာဗောဖိုးရဲ့စကားကြောင့်ပေတူးကချက်ချင်းတွေးမိသွားပြီးတော့အဖွားနွေကိုကြည့်ကအဖွားကျိုးတို့တိုးရရွက်သွားရှာပေးရမလားရပါတယ်ကွယ်လူလေးတို့လှုပ်ရှုပ်ပါတယ်ရှိတာနဲ့ပဲစားကြတာဗောအဖွားနွေကအဲ့လိုပြောလိုက်တဲ့အခါပေတူးကဘိုးလေးကိုကြည့်လိုက်တယ်အဲဒီကဘိုးလေးကမင်းလည်းကွာအဖွားအားနာတော့ဘေးစားခိုင်းတယ်ငါတို့ကလိုက်သိရမှာဗောဟဲ့လူအပိုးလေးပြောမလို့နော်ခင်ဗျားစားနေတာမဟုတ်လားအဖွားကိုနာမည်လာတက်မင်းလည်းကွာအဲ့လိုတော့မပြောပါနဲ့ပေနဲ့နီးလာပြီကွာငါတို့အိမ်ရှင်ဖြစ်လာအဲ့တော့ငါတို့ကသိကြမှာဗောမဟုတ်လားဟုတ်ပါပြီဗျကျုံနာလေဟဲ့ဘိုးလေးမင်းစားတိုင်းကိုစဉ်းစားမနေလိုက်ခဲ့လားဘာလို့လဲကွာမင်းကျန်တဲ့နေရာမှာသာဆရာဖြစ်ဖြစ်မယ်လေခုလိုနေရာတော့မင်းရဲ့ငါရဲ့တာရေးရတပည့်ကြီးတွေသူတို့ဘင်းလို့ထင်တဲ့သူမြောက်ခိုင်းတယ်လောက်ရမှာပဲဟေးဘိုးလေးပေတူးငါ့ကိုစောင်းမပြောနဲ့နော်ငါမင်းတို့ဘာမှပြောတာမဟုတ်ဘူးသွားတာရှိတာသွားအမြန်သွားရှာသိရှိနေနဲ့ဒါကတပည့်မကန်များကိုပစိုးထင်းလေးတုတ်ကစကားဆူလိုက်လေဒါတော့ပေတူးနဲ့မောင်ဘိုးတွေတို့ကသူတို့ကြီးလက်ဆွဲတော့လေးခွာလွယ်များကိုလွဲကားသူတို့နားနေတဲ့နေရာမှာမြင်နေရတဲ့စိမ့်ဆူနေတဲ့တောအုပ်လေးစီကိုထွက်သွားကြပါလိမ့်လို့မောင်ဘိုးတွေနေပေတူးကတော့ထဲရောက်တဲ့အခါမှာတော့သူတို့ရဲ့မကျေနပ်ချက်များကိုနေအောင်သားမျက်နှာအမူအရာမျိုးမျိုးနဲ့ပြောဆိုကြဦးကောင်သားကြီးကသူတွန်းလိုက်လိုက်မှာဆိုတော့လေတမင်းမကန်ဝင်လှိမ့်တော့တယ်ပေါက်တော့ပေါက်တော့တော့အေးကွာဟုတ်တယ်အဲကောင်မလိုက်ချင်တာလေအလုံသားလုံနေရတဲ့ပုံစံလုံးပြနေတာအဲ့ဒါတွေကငါပဲစားလုပ်ခဲ့တာပါကွာတကယ်ဟိုဖိုးကြီးစိတ်ဝင်နေကိုဖိုးတွေကရှားဝင်ရှိတာအဖွားကိုကြောင်းပြပြီးတော့သူစားနေတယ်ဟင်းမလောက်ကောင်းငါတို့လုံးမခိုင်းသူစားလို့မူနေမှာကွာအေးကွာကဲရှားလိုက်ကြအောင်လို့ကွာဘာလို့ရမလဲလားသူတို့တောထဲမှာအတိုးမြုံလိုက်ရှာနေလျာမကြခင်သင်းမောဖိုးဝင်ပင်ကိုတွေ့လိုက်ရ၍ပါလာတဲ့ဓာတ်နဲ့ခုတ်လိုက်ပြီးတော့ဒေသားများအောင်တက်ခါသင်းမောကောင်းလုံးလိုက်ကြတယ်ဆက်သွားတဲ့ခါမှာတော့ရှိမှတရက်ပင်ပင်ကိုထပ်မံတွေ့ရတာကြောင့်တရက်ရွက်နူကလေးများကိုခူးလိုက်ကြသလိုနောက်ထပ်ဆက်သွားမှာတော့ရှိုးဆက်မှာပေါက်နေမြင်းခွာများကိုတွေ့ရင်နှုတ်လိုက်ကြပြန်လေတဲ့အဲတော့ဇီရိုးဖလန်တောင်မွေးနဲ့မုံလာဘူးပြင်းတော်တဲ့ရွက်များမှာတွေ့ရပြီးခူးလိုက်ကြပြန်တယ်အရွက်တော်များများကိုရတာခဲ့ဖြစ်တာကြောင့်ရှိုးထဲမှာပြန်ထွက်ပြီးကျန်းစင်မှာသူတို့ရှိတဲ့ရှိုးဆန်သားမှာဘိုးတကောင်တွေ့လိုက်ရတာကြောင့်လက်မြန်နဲ့ပေတူးကလေးခွားနဲ့ပြစ်လိုက်ရတောင်ကိုထိမှန်သွားပြီးမပြန်နိုင်တော့တဲ့အတွက်ပေတူးအလင်းမြန်သွားပြီးတော့ကောက်နေ
မကြတော့ချိန်မှာအုံကုန်ရောင်ဘုံခတ်ကိုကင်ပြီးတော့ပေတူးရောက်လာပြီးဟဲ့ကဲဘိုးလေးငါလည်းတက်လာတယ်မလားကွာမင်းကဘိုးကောင်ရတာများဖြစ်ပြန်လာဟိုလူတွေငါတို့အပြစ်တင်တော့မယ်အဲ့တော့သူတို့ညောင်အတောင်ကျိုးနဲ့ဘုံခတ်ပါဝင်တွင်းများကိုတေကပြန်လိုက်ကြပါလိမ့်တော့လေမကြတော့ချိန်မှာလေတမောင်းမောင်းတွေသူတို့အားဆောင်နေတဲ့ဖိုးတွင်းနဲ့ตาရတို့ကလူနာပဲမရောက်သေးအပြစ်တင်စကားလှမ်းပြီးတော့ဆိုပါလိမ့်တော့လေဟေ့လေကြားလိုက်တော့ဝါမင်းတို့ကအေးဆိုဒီမှာစားဖို့ဆောင်နေသူကအာမနာကွာအဖွားနှွေဦးနေစီယာတို့ကမဘိုးရင်တို့အကြောင်းမသိသေးရင်ရံဖြစ်ပြီဆိုကဘိုးရင်းနဲ့သားတို့ကအဲ့ဒီလိုမပြောဘူးတားကြလိမ့်လေအဲ့ဒီကဘိုးတွေကအဖွားဘာမှမဖြစ်ပါဘူးကျုပ်တို့ကညီကိုရတဲ့အောင်တန်ရုံးတင်ကြီးတွေဘာမှမဖြစ်ဘူးအေးစီဘိုးတွေကအဲ့ဒီလိုပြောလိုက်တဲ့အခါမဘိုးရင်ကလည်းသူမအာကြည့်ကစကားဆိုလိုက်ပြန်တယ်အဖွားဘာမှမပါနဲ့ဖွားရဲ့ဒီလိုပဲပြောနေကြဆိုနေကြအဖွားကမသိမမြတ်ဖြစ်မှာဆိုးလို့ပါကွယ်အဲ့နဲ့လူလေးရဲ့လက်ထဲကငှက်ကလေးဘာဖြစ်တာတော့အဖွားနှွေဦးကပေတူးလက်ထဲမှာကင်ထားတဲ့ဘုံကလေးကိုကြည့်ပြီးတော့စကားဆိုလိုက်ရပေတူးမှာသူပြေးလာခြင်းဖြစ်ကြောင်းပြောပြလိုက်လေအဲဒီကအဖွားနှွေဦးကလူလေးအဖွားအကောင်းတဲ့လုပ်တွေလုပ်ဖို့ကြိုးစားနေတာဆိုတော့တရဝါရီသေးကြီးမှာအဖွားမမြင်ချင်ဘူးအဲဒီငှက်ကလေးကိုပြန်လှုပ်ပေးလိုက်ပါလားလူလေးရဲ့ငှက်ကအတောင်ကျိုးနေဖွားရဲ့ तू မပြန်နိုင်တော့အဲ့ဒါဆိုလေအဖွားကိုအိုင်းငှက်ကလေးပေးပါကွယ်အဖွားနှွေဦးကတောင်းနေရကြောင်းပေတူးကတောင်ကျိုးတဲ့ငှက်ကလေးကိုပေးလိုက်လေအဲ့တော့သူမကငှက်ကိုလက်တစ်ဖက်နဲ့စုပ်ကန်လိုက်ပြီးတော့မျက်လုံးကိုမိတ်ထားတယ်ကျန်တဲ့သူများကလည်းဖွားနှွေဦးပြုလုပ်နေတာကိုငေးပြီးကြည့်နေကြငါကိုစုပ်ကန်ထားတဲ့ဖွားနှွေဦးရဲ့လက်ထူကတုံးဝင်လာသလိုမျက်နှာမှာလည်းချွေးသီးချွေးပေါက်တို့ကိုတွဲလာတော့တယ်အတန်ကြာတဲ့ခါမှတော့သူမကမျက်လုံးကိုဖွင့်လိုက်ပြီးငါကိုမောင်းလိုက်ရာငါကလေးကသူမလက်မှာလွတ်တာနဲ့အကောင်းဘက်ကလေးပမာပြန်ထွက်သွားတာကြောင့်ကျန်သူများမျက်လုံးဝိုင်းသားပြီးငေးကြည့်နေကြပြီဖွားနှွေဦးမှတတိပေးလိုက်ရပါလိမ့်တော့တယ်မင်းတို့ထမင်းစားကြမယ်လေဘာရင်းငေးနေကြတာတော့ဟုတ်ကဲ့ဖွားမဘိုးရင်ပါဝင်ကြတဲ့သူများအဖွားနှွေဦးသတိပေးလိုက်တဲ့အခါမှသတိဝင်လာကထမင်းစားဖို့ပြင်လိုက်ကြပါလိမ့်တော့တယ်လေးလေကင်းချိန်မှာဖြစ်ပြီလေမဘိုးရင်တို့ကထမင်းစားနာပြီးတာကြောင့်ခီးထပ်ပြီးတော့ဆက်လိုက်ကြသားကနွားလေးမောင်းနေမှဘေးမှာရှိတဲ့ဘိုးတွေကိုစကားဆိုလိုက်လေဘိုးတွေမင်းမပြီးကြောမလွမ်းဘူးလားလွမ်းတယ်ဆိုတော့ဘာမှတော့မသိတော့ပါဘူးကွာအေးကွာငါလည်းလာရင်မျက်နှာဘလို့ရှိလဲဆိုတော့မေးတေးတေးကွာမင်းလာရင်ကငါပြီးကြောလေးတော့မလာပါဘူးမင်းရလေဟေ့မိကြောလာတယ်ပြောတော့မေးပဲရှိတယ်နော်လူကြီးတော့သေးသေးချင်းနဲ့အတန်းကတ်ဆွာနဲ့ဟေ့အောင်သားရမိမဆိုတော့အတန်းဆွာနေမှာကွာမသိလားဟာမင်းဘာလို့ရှောက်ပြောတာလဲဟာမိကလေးဆိုမဟုတ်မခံအတန်းဆွာနေမှလို့ပြောတာကွာမင်းရလေငါတို့ယောက်ျားလေးတည်းကအားနာတယ်မလားအဲ့တော့အတန်းဆွာတဲ့မိမကိုရတာတကူဆိုပြောပြီးဆိုပြီးပြီလေအဲ့တော့ငါတို့မကောင်းဘူးလားအဲ့လည်းဟုတ်တယ်ကွာငါတို့မိမရရင်တော့ဘိုးရင်တို့တာရီတို့လွယ်မှာမဟုတ်ဘူးဒါနဲ့ဘိုးရင်တို့စကားပြောနေကြစင်မှာတာရီကလဲရှိကိုလည်းညှိုးထိုးနေတဲ့စကားဆိုလေးတယ်ဟဲ့လူကြီးစကားပြောနေတယ်ဟိုရှိမှာအမကြီးတယောက်ကျိုးလူလေးကိုလက်တားနေတယ်ဒါရဲ့စကားကြောင့်ဒါနဲ့ဘိုးလေးတို့ကြည့်လိုက်ရဟုတ်ပြီလဲရလက်လန်းပြကတားနေတော့ဒါကလဲကိုရက်ပေးလိုက်လေအဲ့တော့လဲလန်းပြီးမှရက်နေမင်းမပြိုလေးဟာလဲပေါ်မှာရှိတဲ့ဘိုးလေးနဲ့ဒါကိုကြည့်လိုက်ပြီးတော့နှင်းလိုပဲပြုံးပြလိုက်ပြီးစကားဆိုလိုက်လေဒီကနန်းထအသက်ငယ်ပဲထင်တယ်မောင်လေးလိုပဲခေါ်မယ်နော်ဟုတ်ရပါတယ်မိကလေးပြင်တော့ဘိုးတဲ့ဘိုးလေးနဲ့သားကစကားအထီးထီငေါငေါနဲ့ပြန်ပြေးတယ်သူတို့ယောက်ကလာပါလုံးနဲ့မိကလေးကိုငေးနေတာကြောင့်ဒါရမှသူတို့ရဲ့ခါးများကိုတိုးလိုက်ပြီးဟဲ့လူကြီးဟိုမစကားပြောနေလေခမောက်ရဲ့ရေငန်းတွေကျွဲကြီးကြာတာပါစက်ကြီးဟာဘာဖြစ်နေရလဲဒါကြီးကျွဲတော့မလုပ်ပါနဲ့ကွာမင်းကလည်းနွားလောက်တော့လုပ်ပါခမောက်တို့အဲ့သားကြီးနဲ့နွားပြေးချင်နေတယ်ဟလားဒါရဲ့စကားကြောင့်မိမချိုးလေးကချစ်စပွဲဟန်ပန်ဖြစ်ဗဇက်ကိုပိတ်ကရီးနေလေတယ်မိမချိုးလေးရီးရာကိုကျေနပ်နေတယ်ဖိုးထွင်းနဲ့သားကသားရဲ့စကားကိုမနာနိုင်ပဲသဘောကျနေလေတယ်အဲ့တော့မိမချိုးလေးကချစ်စပွဲမူရာနဲ့ထမ်းမှန်စကားဆူလာခဲ့မောင်လေးတို့လည်းကပြည်ပင်ရောက်ပါလားယဟုတ်တယ်မမကျုပ်တို့ကပြည်ပင်ရသားတွေပါဟုတ်လားအဲ့ဆိုမမကန်ကောင်းသွားတာပေါ့မမလည်းပြည်ပင်ရကိုသွားမလို့ဖိုးထွင်းနဲ့သားကဓမ္မထဲမှားနေတာသားရဲ့တော်လေးမြင်ကပ်နေဖြစ်ပြီဒါကြောင့်လဲလန်းပြီးမှရက်ပြီးတော့စကားပြောနေမိန်းကလေးကိုအတန်ခတ်မမနဲ့စကားဆူလိုက်အမလဲကြုံလိုက်ချင်တာမလားအဲ့ဆိုလဲပေါ်တက်သွားမှနောက်ကျနေပြီဟုတ်အေးပါကွယ်မိန်းကလေးကလဲပေါ်တက်ပြီးပြူပြီးမှနောက်မှမောင်းလာတဲ့မောင်ဘိုးတွေတို့လဲကိုမြင်တဲ့အခါလဲပေါ်မတက်သေးပဲဖိုးထွင်းနဲ့သားကိုကြည့်လိုက်ပြီးတော့မောင်လေးတို့နောက်ကလဲကမင်းတို့သိပြီလားဟုတ်တယ်ဗျကျုံးလုံးနဲ့တူလာကြတာအဲ့ဆိုအဲ့ဒီလဲမှာအမလိုက်လို့ရအောင်ပြောပြပါလားအဲ့လဲပေါ်မှာမင်းသားအဖို့ပါလို့လေမိန်းကလေးရဲ့စကားကြောင့်ဖိုးထွင်းနဲ့သားတို့ရဲ့မျက်နှာမှာမျောလင်းချက်ရောင်ကြီးတို့ကမိန်ပြော့သွားပြီးလေးကန်သောလေးတန်ဖြင့်ရပါတယ်ကျေးဇူးပါမောင်လေးတို့ရဲ့အဲ့တော့ဖိုးလေးကလဲပေါ်မှာမတ်တက်ရလိုက်ပြီးတော့အနောင်ထဲမှာကိုစီယာကိုလန့်អော်ပြီးစကားဆိုလိုက်နေတယ်ရိုးကိုစီယာကျိုးတို့ရောင်လဲလုံးလိုက်ချင်လို့တဲ့အဲ့ဒါအဖွားပါတယ်လဲမှာလိုက်ချင်လို့ရမလားဗျအေးခဏငါအဖွားကိုမေးလိုက်အောင်မယ်
ဇေယျကပေတူးမောင်ဘိုးတင်တို့နဲ့စကားကောင်းနေအဖွားຫນွေဦးကိုဖိုးထွေးပြောတဲ့အတိုင်းပြန်ပြောလိုက်လေရတာပေါ့ကွယ်လာခိုင်းတယ်လိမောင်စရာအဖွားຫນွေဦးရဲ့စကားကြောင့်ဇေယျကဖိုးထွေးတို့ကိုလမ်းအော်ကပြန်ပြောလေရတယ်လေလာခိုင်းလိုက်ကွာနွားလည်းနှစီမှာဖုံဖုံများခိုးပြီးဆိုတာကြောင့်တစည်းနီးကမသွားကြသည်ဒါကြောင့်တယောက်နဲ့တယောက်ခက်ကြဲအော်ပြောရခြင်းဖြစ်ပေတယ်အဲတော့ဖိုးထွေးကလဲနောက်မှာရက်လျက်ရှိနေမင်းမပြိုလေးဟာမမနောက်ကလေးကိုသွားလိုက်တော့ပြီးပြန်အောင်ရင်ကျုပ်ရင်လာလေကိုမမိနဲ့တော့ဟိုသူ့ညီမလေးအောင်တော့မမကျုပ်ရင်လည်းလာလေကျုပ်တော့မှယူချက်တွေးမယ်ဗျမင်းကဥတော့မှယူငါဘာလက်သက်မွေးတာတိုက်ချက်ပါယူချက်တွေးမှာကွာဟဲ့မင်းမတိုက်ချက်အယိုးချင်းနေပြီအယိုးချင်းမတန်ဘူးမြင်တယ်ကွာမင်းသိလားမင်းမလူကြီးပြီတိုက်ချက်မွေးတာပဲလားဟဲ့လူကြီးလည်းသူ့ဝါသနာသူ့ကွာဒါနဲ့ဖိုးလေးစကားများနေအောင်ဒါကြီးတယောက်စိတ်မရှိဖြစ်လာပြီးတော့သူတို့နှစ်ယောက်ကိုစူးရဲသွားထားကြည့်ပြီးတဲ့နောက်လဲနောက်မှရက်နေမင်းမပြိုကြည့်ကအမခင်ဗျာနောက်လဲမင်းသွားတော့ဗျာခင်ဗျာမသွားဒီလူစကားပဲရက်ပါမို့လို့သူတို့ကဒါဖြစ်နေတာဒါကြီးကသူ့ရဲ့နှာခေါင်းကိုလက်ညှိုးနဲ့ထိုးပြပြီးပြောလိုက်တဲ့အခါမှာမင်းပြိုလေးကလည်းချက်သွေးသွန်းသွားတဲ့မျက်နှာလေးနဲ့အနောက်မှာရက်နေလဲစီကိုလှည့်ထွက်သွားပါလိမ့်လို့လေမင်းပြိုလေးလှည့်ထွက်သွားတော့ငေးနေသားနေဖိုးလေးတို့နှစ်ယောက်ဟာသူတို့နှစ်ယောက်အမကြေမနက်ဖြစ်ပြောဆိုနေပြီးတော့လဲအားမောင်းလိုက်ပါလိမ့်လို့လေမောင်လေးကသူတို့လဲနောက်ကိုကတ်လာတဲ့မျိုးသမီးငယ်ကိုသေးချာကြည့်လိုက်ရုပ်ရည်ကဘလို့နီးနေမှဒီနယ်တစ်ဝိုက်ကမိန်းကလေးမဖြစ်နိုင်အတော့ကိုလှပလုံးနေတယ်နေဦးလဲလမ်းလျှောက်နေတော့လဲချွေးထွက်ခြင်းပင်မနှွမ်းနေခြင်းစသည်အမူအရာတို့မရှိနေသလိုမျက်နှာမှာပဲချွေးမဆို့တာကြောင့်အံ့ဩနေမိတယ်သူနီးလူဖွားတွေဦးစီလည်းအဲ့ဒီမိန်းကလေးအားစူးစမ်းနေပြီးတော့မောင်ဦးတွေနဲ့အတွေ့အတူလှပြီးတယ်အဲနောက်အမျိုးသမီးငယ်ကသူတို့လဲနောက်မှာရက်လိုက်ပြီးအဖွားနောက်လိုက်ခွင့်မလို့ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ကွယ်တက်လူလေးမင်းမမောင်လဲပေါ်တန်းတန်းကူပေးလိုက်အောင်ဟုတ်ကဲ့ဖွာမောင်ဦးတွေကသူမကိုသူမနန်းဟုနန်းစားသုံးရင်စကားဆိုတဲ့မဲပြိုလေးရဲ့လက်ကိုလှမ်းဆွဲပြီးလဲပေါ်တန်းတန်းကိုကူညီပေးလိုက်တယ်မိန်းကလေးရဲ့လက်ကရုပ်ရည်နဲ့ချားနာတော့ကြမ်းတမ်းနေ၍မိန်းကလေးမျက်နှာမောင်ဘိုးတွေအထူးဆန်းကြည့်လိုက်မိရာသူမကပြန်လဲပြုံးပြပြီးအဖွားຫນွေဦးရဲ့အနားမှာကတ်ထိုင်လိုက်ပြီသူမထိုင်ပြီးတာနဲ့ဇေယျကလဲလေးကိုပြန်မောင်းလိုက်လဲပေါ်မှာထိုင်နေတဲ့မိန်းပြိုလေးကမောင်ဘိုးထင်ဘေတူးနဲ့အဖွားຫນွေဦးတွေမကလဲမောင်းနေဇေယျကပါအကဲခတ်ကြည့်လိုက်ပြီးတော့ကျမနာမည်ကနိုင်ခင်ပါအော်အေးသမီးအဖွားနာမည်ကဒေါ်ຫນွေဦးပါဟုတ်လားအဖွားတို့ကဘယ်ကနေလာကြလဲကတော့ရွာကနေလာကြတာ။အော်နိုင်ခင်ဆိုတဲ့မိန်းကလေးကိုမောင်ဘိုးတွေအကဲခတ်ကြည့်နေ။သူမကမိသည့်နီးနေမှတာမန်မိန်းပြိုလေးတယောက်မဖြစ်နိုင်ဘူးတွေးနေပြီ။အဖေတော့ဆိုတော့သူမကြီးမျက်လုံးတို့ဟာယခုချိန်ဒီမျက်တောင်မခတ်တယ်လို့နေအောင်အောက်မှာသူမကြီးအရေးကလည်းမပေါ်ကြီး။အဲဒီချင်းအားကိုသတိထားမိတာနဲ့မောင်ဘိုးတွေကချက်ချင်းပင်ဇေယျကိုလဲရက်ခိုင်းလိုက်ပြီးကိုစီကလဲကိုရက်ဗျ။အေးလဲတာနဲ့မောင်ဘိုးတွေကအဖွားနောက်ဆုံးဒီမိမတာမန်လူမဟုတ်ဘူး။ဘာပြောလဲမောင်လေးမမနားမလဲဘူးခဏယူကြောင်ဆောင်နေတယ်ဘာကြတဲ့ကျုပ်တို့လဲပေါ်လိုက်လာတယ်ပြောနိုင်ခင်ကမောင်ဘိုးရဲ့စကားကိုနားမလည်ရနေအံ့ဩစွာကြည့်နေပြီးငါမောင်ရဲ့လဲတော့မခေါ်ချင်ဘူးဆိုလည်းအမမလိုက်တော့ပါဘူးခုချက်တင်ဆင်းပါမယ်ခင်ဗျာပရိပလာလာပြောနေတယ်အဖွားလဲပေါ်ခဏဆင်းလိုက်ကိုစီကအဖွားကိုယူဆိုင်မောင်ဘိုးရဲ့စကားကိုယုံကြည်တဲ့ဇေယျနဲ့ပေတူးဟာအဖွားຫນွေဦးကိုလဲပေါ်မှာအမြန်ဆင်းနိုင်မှုကူညီပေးလိုက်ပြီးသူတို့အားလုံးလဲပေါ်မှာဆင်းလိုက်ကြအဲဒီတော့ကြောင့်လဲပေါ်မှာနိုင်ခင်တယောက်တည်းသာကြံနေခဲ့တယ်နိုင်ခင်ကမောင်ဘိုးတင်တော့နားမလည်နိုင်တဲ့ဟန်နဲ့ကြည့်လိုက်ပြီးတော့ရှင်မဘာဖြစ်တာလဲကျမလဲပေါ်လိုက်လာတော့မတူတူမတန်တူဆက်ဆံကြလားနေမူရမာယာတွေများမနေနဲ့နေရပါလေပြီးတော့အဖွားတွေတော့ကပ်ဖို့ဘာလို့ကြိုးစားလဲငါမောင်နေကငငယ်ရွယ်လေးနဲ့ရိုင်းလာကြီးလားငါနေတဲ့အသက်ကြီးတယ်နော်နေကလူမဟုတ်ဘူးနေရိတ်ကပမာလေပြီးတော့တစ်ခါမှတော့မျက်တောင်လည်းမခတ်ဘူးငါ့ကိုလိန်လို့ရမယ်ထင်နေနဲ့မောင်ဘိုးတင်စကားကိုကြားတဲ့အခါနိုင်ခင်ကရုတ်တရက်ရီမောလိုက်ပြီးအဖွားတွေကိုလက်ညှိုးထိုးကငါနေရဲ့နှလုံးသားကိုထုတ်စားရလိမ့်အဲ့တော့မှငါအစွမ်းတိုးမှာနေကနေပညာတွေစုံတော့မှာမဟုတ်လားလွယ်နဲ့စုံလို့ရမယ်ပဲထင်နေလားဟမ်နေရဲ့နှလုံးကိုစားပြီးတော့ငါအစွမ်းတွေကိုတိုးအောင်လုပ်ရလိမ့်မယ်နိုင်ခင်ရဲ့ချောမောတဲ့ရုပ်ရည်တပြေးပြေးရေကုန်ကွာကြလာပြီးတော့ကြောင်းမဲ့ဖွယ်မျက်နှာနဲ့အကြီးကုန်အစိမ်းအောင်အစင်းရှိတဲ့မကောင်းဆိုးရတဲ့ကောင်ကြီးပြောင်းလဲသွားကလဲပေါ်မှာဂုံစင်းကမောင်ဘိုးထင်တို့ထံကိုတပြေးပြေးတိုးကပ်လာလိမ့်မယ်အဲ့ဒီကမောင်ဘိုးထင်ကအဖွာဘာလို့ဖြစ်နေမှကြုံနားမလဲသေးဘူးတေချာတော့ဒီမကောင်းဆိုးအဖွားတို့ကပေးနေတာကျုပ်တို့ဘလို့တိုက်မလဲအဖွားတစ်သက်လုံးမကောင်းတာတွေမလုပ်တော့အဖွားရဲ့ဆွမ်းကပူထက်နေဒီမကောင်းဆိုးအဖွားတိုက်နိုင်ပြီမဲ့သူတို့ခုဖြစ်သွားရင်အဖွားရဲ့ပညာတွေကိုဆုံးလို့ရတော့မှာမဟုတ်ဘူးပြီးတော့မကောင်းတဲ့စိတ်တွေလည်းတားနိုင်တော့မှာမဟုတ်ဘူးလူတွေကဲမှနဲ့သိပါဆိုအဖွားသေးမဲ့လမ်းပဲရွှေ့တော့မင်းတို့အဖွားကြောင့်ဒုက္ခရောက်မခံနဲ့အဖွားကိုထားပြီးတွားကြတော့မဟုတ်တာဗျာအဖွားကိုထိခိုက်မခံနိုင်ပါဘူးမောင်ဘိုးတွေကပြောဆိုလွေထဲမှာဦးအောင်ပေးထားတဲ့စီရင်ချုပ်ကိုထုံနေစင်ပါ
ကျေလောင်သောဝုန်းဆွဲတန်ကြီးနဲ့တူအစိမ်းအောင်အကြီးကုန်ရှိတဲ့မကောင်းဆိုးဟာမိတောင်များနေတူပျောက်ကွယ်သွားလေတော့တယ်။အဲနောက်သူတို့နားကိုလူနှစ်ယောက်လမ်းလျှောက်လာနေရကိုမြင်လိုက်ရတဲ့အခါမောင်ဘိုးတွေကအံ့ဩဝမ်းသာသွားတဲ့မျက်နှာနဲ့စကားဆူလိုက်လေ။အဖနဲ့အင်းဝိဇ္ဇာဟေးဟုတ်တယ်မင်းတို့ဒုက္ခတော့မမှန်သေးလို့ငါတို့လာခဲ့တာ။အဲနောက်အင်းဝိဇ္ဇာနဲ့ဦးအောင်ကအဖွားနွေဦးဘက်ကိုလဲလိုက်ပြီးအမကြီးရဲ့ပညာတွေဆုံးတော့မယ်ဆိုတဲ့တဲ့င်းကကျိုးတို့အမောင်လောကမှာပြန့်နေပြီ။အဲတော့အမကြီးရဲ့မကောင်းမှုကင်းတဲ့နှလုံးသားကိုစားပြီးတော့ပညာစဉ်တိုးကျင်တဲ့အမောင်ပညာတဲ့ဘလူးတွေရှိနေပါကြီး။အဲတော့ပညာဆုံးပေါ်မလွယ်ဘူး။သူတို့ကအမကြီးပြန်တိုက်ခိုင်းတယ်အမကြီးပညာဆုံးလို့ရတော့မှာမဟုတ်ဘူး။အမကြီးကတက်ကြီးပါပြီကွယ်။လက်ကြံချိန်လေးမှာမြေးလေးနဲ့အေးချမ်းပဲနေခြင်းပါလေ။ငါမောင်တို့ကူညီနိုင်မယ်ဆိုရင်ကူညီပါအောင်ကွယ်။အမကြီးကိုကူညီခြင်းမဲ့ကျိုးတို့ကကူညီဖို့အခွင့်မရှိဘူးဗျာ။ကျိုးတို့သိတဲ့အထက်ဆရာကြီးတွေပြောတာတော့ရိုးမာတော်တွေကမရလဲသေးရဲ့ပြင်အမကြီးလာနိုင်ပညာတွေဆုံးလို့ရပြီတဲ့ကျိုးတို့ကဘေးပင်ရွာထိပဲအမကြီးကိုကူညီနိုင်မှာအိုးရဲ့စကားကိုကြားတဲ့အခါအဖွားနွေစိတ်သက်သာသွားပြီစိတ်မကောင်းလည်းဖြစ်နေပြီတဲ့အိုင်ကဘေတူးကဦးအောင်ကိုကြည့်လိုက်ပြီးဘာယုံကျိုးတို့လိုက်ဖို့ပြင်ရမလားဘိုးရင်လိုက်လို့ရမလားဘိုးရင်ကမောင်ပညာတဲ့အဆင့်ထိမရောက်သေးတော့သူလည်းလိုက်ဖို့လို့ရတယ်ဟိုဒါပေမဲ့အနေနဲ့ဗျာကျိုးကတော့အဖွားကိုအေးချမ်းနေတယ်ကူညီမယ်တင်းစီဗျာဘိုးရင်မင်းလိုက်ဖို့မယ်ဆိုတော့ငါပါလိုက်မယ်ကွာငါမှလည်းထူးဆန်းတယ်ဆိုတော့လည်းတော့ရှိပါတယ်ကွာအဖွားနွေဦးကလူငယ်လေးများဆရာထက်တန်နေတဲ့စကားများကြားတဲ့အခါသူမကြီးမျက်နှာပြန်ပြီးတော့လန့်လာပြီအဲတော့သူတို့အားလုံးကအင်းဝိဇ္ဇာနဲ့ဦးအောင်ကြီးအဆောင်ရှောက်ဖြစ်ဘေဘင်ရွာလေးကိုခရီးဆက်လိုက်ကြပါလိမ့်တော့တယ်အောင်လန်းဘိုးတွေနဲ့အရာခတ်အစွန်းခတ်တွေကဤမြတာမကြမီအောင်လန်းဘိုးတွေနဲ့မရလဲတည့်ပင်စီတို့အမြည်ရဇလန်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာ